ဒီမိန်းကလေးငယ်လေးဟာလူတစ်ယောက်ရဲ့တည်ဆုံမဲ့အချိန်ကိုကြိုတင်မြင်နိုင်တဲ့အစွမ်းရှိပါတယ်။တနေ့မှာတော့သူမရဲ့မိခင်နဲ့အတူအပြင်သွားရင်းအမျိုးသမီးတစ်ယောက်ရဲ့ဦးခေါင်းပေါ်မှာထူးဆန်းတဲ့ကဏ္ဍတစ်ခုကိုမြင်လိုက်ရပြီးအဲ့ဒီကဏ္ဍဟာ10မိနစ်အတွင်းမှာအဲ့ဒီအမျိုးသမီးတည်ဆုံတော့မယ်ဆိုတဲ့အတိတ်ပဲပါ။ဒါကြောင့်မိန်းကလေးငယ်ကအဲ့ဒီအမျိုးသမီးမှာတစ်ခုခုဖျားနာနေတာရှိသလားလို့မေးမြန်းခဲ့ပေမဲ့မိခင်ဖြစ်သူကတော့သူမကိုတားမြစ်ပြီးအမျိုးသမီးကိုအားနာတကြီးတောင်းပန်ခဲ့ပါတယ်။ဒါပေမဲ့အမျိုးသမီးကစကားပြောလို့တော့မဆုံးခင်မှာပဲအပေါ်ကနေပန်းအိုးကြီးတစ်လုံးပြုတ်ကျလာပြီးနေရာမှာတင်ပွဲချင်းပြီးတည်ဆုံသွားခဲ့ပါတယ်။အဲ့ဒီနောက်မိခင်နဲ့သမီးဖြစ်သူတို့လေရင်စီးတဲ့အခါမှာတော့မိန်းကလေးငယ်ဟာလေရင်ပေါ်ကခရီးသည်တွေနဲ့ဝန်ထမ်းတွေအားလုံးရဲ့ခေါင်းပေါ်မှာအဲ့ဒီကဏ္ဍတွေကိုပဲထပ်မံမြင်တွေ့လိုက်ရတာကြောင့်အားလုံးမကြခင်တည်ဆုံတော့မယ်ဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။မိခင်ဖြစ်သူကဒါကိုသိလိုက်ရတဲ့အခါအားလုံးကိုလေရင်ပေါ်ကဆင်းဖို့ပြောခဲ့ပေမဲ့ဘယ်သူမှမယုံကြည်ခဲ့ကြပါဘူး။လေရင်မှုကသူတို့ကိုနှောက်ယှက်မှုဖြစ်စေတဲ့ဆိုပြီးလေရင်ပေါ်ကနေနှင်ထုတ်ဖို့လုပ်နေတော့မှပဲအနားမှာထိုင်နေတဲ့အမှုဆောင်အရာရှိချုပ်ကြီးကဒါကိုသတိထားမိသွားပြီးသူလည်းလေရင်ပေါ်ကဆင်းကျင်တယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီအခါမှာတော့အားလုံးကအမှုဆောင်အရာရှိချုပ်ကြီးကိုဝိုင်းပြီးလှောင်ပြောင်ခဲ့ကြပေမဲ့သူကတော့ဂရုမစိုက်ပဲမိခင်နဲ့သမီးကိုခေါ်ပြီးလေရင်ပေါ်ကဆင်းသွားခဲ့ပါတယ်။ဒါပေမဲ့လေရင်ဟာပြန်တက်ပြီးမကြခင်မှာပဲတခုခုမှားယွင်းသွားကပြတ်ကျသွားခဲ့ပြီးလေရင်ပေါ်ပါလာသူအားလုံးတည်ဆုံသွားခဲ့တာကိုသိလိုက်ရတဲ့အခါမှာတော့အမှုဆောင်အရာရှိချုပ်ကြီးဟာလုံးဝထိတ်လန့်တုန်လှုပ်သွားခဲ့ရပါတယ်ဗျာ။